Ebola virus နဲ့ပတ်သက်ပြီးတော့တည်တင်တည်ထိုက်တာမှန်သမျှကို3မိနစ်အတွင်းမှာပြောပြလာပါမယ်။ဒီ Ebola virus ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေပြီးတော့ World Public Health Concern ပေါ့နော်ကျွန်တော်တို့တကမ္ဘာလုံးကနေပြီးတော့ကြည့်ရှုဆောင်ရှောက်ထားရမယ်ကျွန်တော်တို့ယောဂအခြေအနေတစ်ခုဖြစ်ကျွန်တော်သတ်မှတ်လိုက်ရပါတော့။ဘာကြောင့်အဲ့လိုမျိုးစိုးရင်ပြီးသတ်မှတ်လိုက်ရလဲဆိုတော့သူကအကြောင်းရင်း3ခုရှိတယ်။ပထမအဆုံးအကြောင်းရင်းကတော့အခုဖြစ်နေတဲ့မျိုးကွဲကအရင်တုန်းကကျွန်တော်ဖြစ်ခဲ့တဲ့မျိုးကွဲနဲ့မတူတာပါ။အရင်တုန်းကကျွန်တော်ဖြစ်ခဲ့တဲ့မျိုးကွဲကတော့ကျွန်တော် Zaire လို့ခေါ်တယ်။အဲ့တော့ကတော့ကျွန်တော်ကာကွယ်ဆေးရရှိပြီးသားပါ။အခုဖြစ်တဲ့ဟာကြတော့ကျွန်တော်မျိုးကွဲအစ်စ်ပေါ့နော်ကျွန်တော် strain အစ်စ်သူ့ကို Bandibujo strain ဆိုပြီးတော့ကျွန်တော်နာမည်ပေးထားရှိပါတယ်ဒါက strain အစ်စ်ကပထမအဆုံးအကြောင်းရင်းပေါ့နော်အဲ့ဒီ strain အစ်စ်ဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ကာကွယ်ဆေးရမရှိရပါတော့ဒါကတော့ဒုတိယအကြောင်းရင်းပေါ့နော်နောက်ဆုံးတတိယအကြောင်းရင်းကတော့သူကတည်ဆုံးနိုင်ခြေကကျွန်တော်မြင့်မားပါတယ်ကျွန်တော်30%ကနေပြီးတော့40%အထိတည်ဆုံးနိုင်ခြေမြင့်မားတာပေါ့နော်ဒီတော့ဒီ Ebola virus ပိုးကကျွန်တော်ဘယ်ကနေစပြီးတော့ကူးစက်ပြီးတော့သူကဘယ်လိုမျိုးလမ်းကြောင်းတွေနဲ့ကူးစက်ရလဲဆိုတော့ပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်သူကဒီအသီးစားတဲ့လင်းတို့ကနေပြီးတော့စတာပါကျွန်တော်အသီးစားတဲ့လင်းတို့ရဲ့ကျွန်တော်ဒီသူတို့ရဲ့အညစ်အကြေးတွေကိုကင်တွယ်မိတာဖြစ်ဖြစ်သူတို့နဲ့ထိတွေ့ကင်တွယ်မိတာဖြစ်ဖြစ်နော်ပြီးတော့ဒီတောထဲကတောကောင်သားတွေကျွန်တော်စားသုံးမိတာကင်တွယ်မိတာဒီကနေပြီးတော့စပြီးတော့ကူးစက်တာပေါ့နော်သူကရှင်းရှင်းပြောမယ်ဆိုရင်တလေးဆန်ကနေပြီးတော့လူစီကိုအရင်ဆုံးကူးစက်တာပေါ့နော်ပြီးတော့အဲ့ဒီကူးစက်ခိုင်းတဲ့လူကနေပြီးတော့တခြားလူတယောက်စီကိုဘယ်လိုမျိုးဆက်ပြီးတော့ကူးစက်ရလဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့မြအရေကနေပြီးတော့သူကကူးစက်နိုင်တာပါကျွန်တော်ဥပမာပြောမယ်ဆိုရင်မျက်ရည်ကျွန်တော်နာရည်တွေးတွေပြီးတော့ကျွန်တော်တို့ဒီတွေးတွေပေါ့နော်ခန္ဓာကိုယ်ရဲ့တွေးဒါအတိကပြီးတော့ကျွန်တော်ဒီစီးတွေဝမ်းတွေပြီးရင်ကာမဆက်ဆံတဲ့အချိန်မှာထွက်တဲ့အရေမှန်တွေများပေါ့နော်အဲ့ဒီအရေတွေကနေပြီးတော့ကျွန်တော် virus ပိုးတွေပါလာနိုင်တယ်အကယ်၍အဲ့ဒီ virus ပိုးပါတဲ့အရေတွေနဲ့ကျွန်တော်ထိတွေ့ကင်တွေပြီးတဲ့အခါမျိုးမှာကျွန်တော်မျိုးလုံးသားပုတ်တာလို့ကျွန်တော်ဒီအစားအသောက်တွေစားတဲ့အချိန်မှာကျွန်တော်လက်တွေနဲ့ကျွန်တော်ထိတွေ့ကင်တွေမိရလို့ပြီးတော့ကျွန်တော်အရေပြားတွေကျွန်တော်အနာတွေပါရှိတာပေါ့နော်အနာတွေပါရှိတဲ့အချိန်မှာဒါဒီအရေတွေနဲ့တော့ပြီးတော့ထိတွေ့မိတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီရောဂါပိုးကူးစက်နိုင်ရပါတော့အဲ့ဒီ Ebola virus ပိုးကူးစက်ရတဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်အရေးကြီးတဲ့ကျွန်တော်အချက်လေးနှစ်ချက်ကိုကျွန်တော်ပြောရရှင်းပါတယ်ပထမအချက်တော့သူကလေရိုက်နဲ့တစ်ဆင့်ကူးစက်တာမဟုတ်ပါဘူးကျွန်တော်ခုနပြောသလိုမျိုးကျွန်တော်ခန္ဓာကိုယ်ရဲ့အရေးတွေကျွန်တော်ထိတွေ့ကင်တွေမိတဲ့အခါမျိုးမှာကျွန်တော်ကူးစက်တာပေါ့နော်နောက်တစ်ခုထူးခြားတာတော့သူကယောဂလက္ခဏာမပြမရှင်သူကတခြားလူတယောက်စီကိုမကူးစက်နိုင်တာပေါ့နော်ကျွန်တော်ယောဂလက္ခဏာတွေစပြီးတော့ပြမှာပဲသူကတခြားလူစီကိုကူးစက်နိုင်တဲ့စွမ်းရည်ရှိတာပေါ့နော် virus ပိုးကဒီတော့ကူးစက်ခံရပြီးတော့ကျွန်တော်ယောဂလက္ခဏာတွေကဘာတွေဖြစ်လာနိုင်လဲပေါ့နော်ပထမအဆုံးကတော့ကျွန်တော်အစောပိုင်းကာလမှာဆိုရင်တော့သူကဒီတုပ်ကွေးလိုပဲကျွန်တော်ရွက်ရွက်ဖျားတာလို့ကြွက်သားနာတာလို့အကောင်ကိုက်တာလို့ပေါ့နော်စတာတွေဖြစ်တယ်ပြီးရင်ကျွန်တော်အန်နာလို့ဝမ်းလျှော့လို့ဝမ်းဆိုရင်ကျွန်တော်မတအားလျှော့ရပါတော့ဒါတွေဖြစ်နိုင်တယ်ပြီးရင်ကျွန်တော်ယောဂရှင်တွေအရန်ဆိုးတဲ့လူတချို့မှာဆိုရင်သူကခန္ဓာကိုယ်ကနေပြီးတော့ကျွန်တော်သွေးယိုစိတ်နာမျိုးစတွေဖြစ်နိုင်ရပါတော့နောက်ဆုံးကျွန်တော်အရန်အခြေအနေဆိုးတယ်ဆိုရင်ကျွန်တော်ခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့ကျွန်တော် organ တွေကျွန်တော်အရေးကြီးတဲ့ကိုယ်အင်္ဂါမှန်တွေမြောက်တော့ထိပြီးတော့ကျွန်တော်အသက်ကိုဆုံးရှုံးနိုင်စေတာပေါ့နော်ဒီတော့ဒီယောဂလက္ခဏာဖြစ်လာပြီဆိုရင်ကျွန်တော်ဘယ်လိုမျိုးကုသမှုမျိုးတွေခံယူရမှာလဲဆိုတော့ကျွန်တော် supportive care လို့ခေါ်တယ်ကျွန်တော်ပံ့ပိုးကုသမှုတွေကိုလောက်အောင်မှာဖြစ်ပါတယ်အရေးအကြီးဆုံးကတော့ကျွန်တော်စောစောစီးသိပြီးတော့စောစောစီးကုသရတော့ကျွန်တော်အခြေအနေအကောင်းဆုံးပေါ့နော်ဘာတွေလောက်ရမှာလဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာဖြစ်တဲ့ကျွန်တော်လက္ခဏာလိုက်ပြီးတော့ကျွန်တော်လိုအပ်တာဖြည့်ဆွတ်ပေးတာပေါ့နော်ဥပမာအဖြစ်ပြောမယ်ဆိုရင်ခုနပြောလိုမျိုးကျွန်တော်ဝမ်းအရန်ရှော့တဲ့လူတွေမှာဆိုရင်ဒီခန္ဓာကိုယ်ကနေပြီးတော့ရေသက်ဆုံးရှုံးမှုတွေကျွန်တော်သက်စားဆုံးရှုံးမှုတွေများတာပေါ့နော်အဲ့ချိန်မှာကျွန်တော်ဆလိုင်းနေပါလေချိတ်ပေးခြင်းအပြင်ကျွန်တော်ခန္ဓာကိုယ်ရေသက်ဖြည့်ပေးရလို့ကျွန်တော်လိုအပ်တဲ့သက်စားတွေဖြည့်ပေးရလို့စားတွေလုပ်လို့ရတာပေါ့နော်ပြီးရင်ကျွန်တော်အောက်ဆီဂျင်လိုတဲ့လူဆိုရင်ကျွန်တော်အောက်ဆီဂျင်တွေပေးလို့ရတယ်ပြီးရင်သွေးပေါင်တအားကျတဲ့လူတွေဆိုရင်လည်းကျွန်တော်သွေးပေါင်တအားမကျအောင်လို့ကျွန်တော်သွေးပေါင်မြင့်ပေးတဲ့ဆေးတွေကျွန်တော်အသုံးပြုလို့ရပါတယ်ဒီတော့ဒီ Ebola virus နဲ့ပတ်သက်ပြီးတော့သိရကြပြီထင်ပါတယ်ကျွန်တော်အရင်စိုးရင်ပူပန်စရာမလိုဘူးဆိုပေမဲ့ကျွန်တော်ဒီယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားဆွင့်ထားဖို့ကျွန်တော်တတိထားဖို့လိုအပ်တာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ